TikTok မှာတပ်ပုံးလေးတွေအများကြီးတင်တဲ့အခါမှာဒီလိုမျိုးတက်ကနေရွှေ့လို့ရအောင်တင်တဲ့နီလန်းလေးရဲ့ပြီးရင် auto ရွေသွားတဲ့နီလန်းလေးရဲ့ပေါ့နော်ဒီမျိုးလေးတင်ပေးတဲ့နေရာမှာတချို့တွေကကြတော့ဒီလို photo video ဆိုတာလေးမပေါ်တဲ့သူတွေရှိတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီဟာလေးပေါ်အောင်ဘယ်လိုလုပ်အောင်လဲဆိုတဲ့နီလန်းလေးကိုကျွန်မဒီနေ့ share လေးလုပ်ပေးချင်ပါတယ်နော်ကျွန်မရဲ့ video လေးအကျိုးရှိတယ်ဒီလိုနည်းပညာနဲ့ပတ်သက်ပြီးမှထပ်ပြီးလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်မရဲ့အကောင့်လေးကို follow လုပ်တော့တောင်းဆိုပါတယ်နော်သိချင်တာရှင်းလည်းပဲ comment မှာမှတ်ကပ်ပေးလို့ရပါတယ်ရှင်ဒီမှာတက်တော့အကောင့်နဲ့ဝင်ပြီးသွားပြီဆိုလို့ရှိရင်အပေါင်းလက္ခဏာလေးကိုနှိပ်ပြီးရမှ post တင်ဖို့ပြင်ပါမယ်နော်ဒီလေးရလာပြီဆိုလို့ရှိရင်ဒီထက်လေးကိုတစ်ချက်ဝင်ပါမယ်နော်ဝင်ပြီးရမှပုံလေးတွေတင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပုံကိုကြိုက်တဲ့ပုံလေးတွေကိုရွေးလိုက်ပါမယ်နော်ကျွန်မကနမူနာအနေနဲ့ပုံလေးသုံးပုံရွေးလိုက်ပါမယ်နော်ဒီလေးပုံလေးသုံးပုံရလာပြီဆိုလို့ရှိရင် next ဆိုတာလေးကိုနှိပ်ပေးပါနော်ဒီလေးနှိပ်လိုက်ပြီဆိုလို့ရှိရင်ညလေးမှာ photo video ဆိုတာလေးပေါ်ရမယ်ပေါ့နော်ဒီလိုမျိုးလေးပေါ်မနေဘူးဆိုလို့ရှိရင်เนาะဒီကမျှအောက်ဆိုင်နေတဲ့ပုံစံလေးကိုတစ်ချက်နှိပ်ပေးပါနော်ဒီလေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ photo video ဆိုတာလေးပေါ်လာပါပြီเนาะပုံလေးတွေကိုတဲ့သူတွေအနေနဲ့ပုံလေးကိုတပုံချင်းရွှေ့လို့ရစေချင်တယ်ဆိုလို့ရှိရင်เนาะဒီရှိကphoto ဆိုတာလေးကိုနှိပ်ပြရမှတင်ပေးပါဒီပုံလေးတွေကိုဗီဒီယိုအတိုင်းမဲ့ auto သွားစေချင်တယ်ရွေ့စေချင်တယ်ဆိုလို့ရှိရင်เนาะဒီနောက်ကဗီဒီယိုဆိုတာလေးကိုရွေ့ပေးပါเนาะအဲ့လိုလေးရွေးပြရမှာเนาะကိုကဘယ်လိုပုံစံနဲ့တင်ချင်တဲ့ဆိုတာလေးကိုဒီ photo နဲ့ video လေးကိုရွေးပြရမှာတင်လို့ရပါတယ်เนาะဒီ video လေးနဲ့ပတ်သက်ပြီးမှနားမလည်ရရှိရဆိုလို့ရှိရင်လည်းပဲထပ်ပြရမှာမြင်မြလို့ရပါတယ်เนาะ